မလီပူးတာဟဲ့ဟဲ့အဆွေမကျောင်းစင်းတော့မှာပေါ့နော်လက်ရဘယ်လျှောက်သွားနော်ဟဲ့ဘယ်သွားမှာလဲဟိုဘက်ခန်းမှာလေကျောင်းသူအစ်စ်တွေရောက်နေတာတော့ဒါတခြားကျောင်းပြောင်းလာအစ်စ်တွေလားအေးဘောဟဲ့သူများကျောင်းပြောင်းလာလူတွေပေါ့ငါတို့လောက်ချောလို့လားငါတို့လောက်တော့ချောမထင်မလီမချောဘဲနဲ့မြစကားထည့်ပြောနေတယ်အဲ့ဒါဆရာမသမီးကြည့်လိုက်အဲ့မှာဆက်စလူရီကိုခါနေရောမကြည့်ဟဲ့ငါလေအဲ့ဆရာမသမီးတို့ဆိုလို့ရှင်လေဘလို့မုံမှမသိရတော့ဆက်စလူရီကိုခါနေရောပဲကြည့်ပါလားအမဟဲ့ဟိုင်းတကယ်ကြီးရုပ်ကိုပါကြည့်ပါလားအဲ့ဒီဆရာမသမီးဆိုလို့ရှင်လေဘလို့ဆက်စလူခါနေဟဲ့သူ့အမေရှိရောက်လို့ရှင်တော့အမလူရိုက်ပြီးချိုးထားသလားမသိဘူးတော့အပိုးကကျိုးနေရောပဲကွယ်ရမြောက်လို့ရှင်လေလို့ပဲဟုတ်ပါလီဟဲ့စူမူကိုတွေ့သေးလားစူမူနဲ့မတွေ့မိသေးပါဘူးကြောင်းကငါစီလည်းမလာသေးဘူးနောက်ကမှလေးတယောက်ရနေမှာပေါ့ဟဲ့မလီအခုမှမူမနေပါနဲ့ရှေ့မှာကြောင်းကကြတော့မူလာပြီးတော့များစူမူနဲ့တွေ့ရတာကောင်းနေဟဲ့ဘာဖြစ်လို့လဲဆိုလေ तू ကနစ်စီကိုလာတယ်မလား तू ကဝယ်လာတဲ့မုံနေကိုငါစားရတယ်နေရာမစားရဘူးအဲ့တော့စူမူနဲ့နည်းနည်းပဲသဘောတူဟိကျန်တဲ့ကောင်တွေကသဘောမတူဘူးကျွန်တော်လည်းငတ်နေသေးတယ်ငါထိုးခလိုက်အောင်မကဲတိန်တော့ကြောင်းစင်းတော့မယ်ဟဲ့ကျူရှင်ကနောက်ကြလို့နင်းမိတူရလေပကောက်ချောက်ကနေနေလို့ဆရာမတယောက်လုံးအရှိမရောက်နေတာကိုမတ်တက်ရက်ပြီးနှုတ်ဆက်ရမယ်ဆိုရဲလူကျင်ဝင်ចောင်းသားကျင့်ဝတ်တော့နားမလဲဘူးလားဟမ်ငါမဟုတ်ဘူးဘယ်ဆရာမမဆိုအထဲဝင်လာတဲ့စာပြီးနှုတ်ဆက်မှာမဟုတ်ဘူးလားအလုံးမတည့်ရနို့အခုမှနှုတ်ဆက်မနေတဲ့ထိုင်းဗမာလဲဖျားပန်းကိုဗမာလဲအမိုက်ပုံဟမ်အချိန်ကိုမဝင်နိုင်သေးလို့မအားသေးလို့ကျောင်းအုပ်ကြီးရုံးကမ်းမှာအလုံးရှုပ်နေလို့မဝင်တာပဲရှိတာတည်င်းတွေအားလုံးနားထဲရောက်တယ်နားလဲလားမင်းတို့အတန်းပိုင်းငါသိလားငါဆိုတော့သိလားအတန်းပိုင်းငါဘာသာရက်ကိုငါမပါတဲ့အချိန်ရောငါပါတဲ့အချိန်ရောနေ့တိုင်းစာအုပ်ကိုထဲလာခဲ့ငါကြိုက်တဲ့ချိန်ဝင်တင်မယ်နားလဲနော်အိမ်ပြန်မတဲချင်းကျောင်းမှာထားခဲ့လုံကြုံထားခဲ့အခန်းကြီးလည်းတကားကြီးလုံတာပဲထားခဲ့လစ်တဲ့အချိန်ကိုငါဝင်တင်မယ်နင်တို့ဘယ်တော့မှနားမပေးဘူးနားလဲနော်ထောက်စာအုပ်တွေ